ကိုကြီးအပီနဲ့တဲ့ကိုကင်းလေးဘလို့လေးချင်းကန်ကြီးလို့အဲ့လောက်ကျန်းနေတာလေတဲ့ကင်းလို့တဲ့လေးချင်းကန်ကြီးကတော့အများကြီးပေါ့နော်ကင်းလေးကျန်းတာမို့ဝင်လဲတော်တော်ကျန်းပါတယ်ဝင်ကခုနောက်ပိုင်းဆိုရင်သူ့လက်ဖြတ်နေရောဒီအချို့လက်ချောင်းလေးရောတော်တော်တုတ်လာတယ်သူဘလို့ထွင်းရောမသိဘူးကင်းလေးနဲ့ဝင်လဲဆိုင်မယ်ဆိုရင်ဝင်ရန်ကတက်ကနစ်ကောင်းတယ်ပါနမှုရှိတယ်သူရဲ့ဒီ influencer ဆွဲတဲ့ဟာတော်တော်ကြီးကိုကျန်းလာခုနောက်ပိုင်းတော်တော်ကြီးကိုကျန်းတယ်လို့ခံစားရတယ်ဗျာသူ့အောင်ထိန်းတယ်မထိန်းနိုင်တော့တခါလဲရှုံးမယ်ကင်းလေးကဘလို့လေးချင်းကန်လို့ရဘလို့လေးချင်းကန်လို့တန်လာရဲဆိုတော့ तू ကပင်ကိုလဲကျွန်တော်တို့နဲ့ကလပ်ဆိုင်လာဆော့တွေက तू ကတကောက်ဝေးတွေကတန်တယ်နော်ပြီးတော့ तू ဘိုင်ဆက်တွေကလည်းတော်တော်လေးကိုနိုင်တယ်ပြီးတော့ तू တို့တဲ့ဟာဘိုင်ဆက်ခါမှတယ်ဟမ်းမှတယ်ပြီးရင်ကျွန်တော်တို့ဒီ super nation တော်တော်လေးကိုနိုင်တယ် तू super nation ကို तू 60လောက်နိုင်လို့ပြောတယ်ကျွန်တော်ပြောဘူးလေကျွန်တော်တို့မှ super nation 40ကိုမှ5ချက်6ချက်ပဲရအခုတော့မသိတော့ဘူးဗျာဒီလားကျွန်တော်အခုကောင်းခုသမားကြီးလို့ဆိုရင်ကျွန်တော်တို့ဒီ၄ခုကိုလုပ်သိနေပါတော့ဘိုင်ဆက်ခါနဲ့ပြီးလို့ဆိုရင်ကျွန်တော်တို့ Hammer Strike နဲ့ Super Nation နဲ့ပြီးကျွန်တော်တို့ပူဝတ်နဲ့အဲ့ဒါတွေပဲလုပ်နော်လုံးဝကင်းလေးမျိုးကျန်းသွားလိမ့်မယ်နော်အဲ့ဒါတွေပုံမှန်အခောက်ကြီးများဆိုပြီးတော့တော်တော်လေးကျန်းလာလိမ့်မယ်